လုံးပဲမင်္ဂလာပါခင်ဗျာရဲဘော် YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကသုတဆောင်းပါးလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆောင်းပါးလေးကိုမတင်ဆက်ခင်မှာဆောင်းပါးရှင်လေဒီပန်နီတာဦးမောင်ကြီးရဲ့ကိုရေးရာဇဝင်အနေချင်းကိုပြပြပေးသွားခြင်းပါတယ်လေဒီပန်နီတာဦးမောင်ကြီးကိုခရစ်နှစ်1889ခုနှစ်မှာမွေးဖွားပြီးဇာတိကတော့မုံရွာခရိုင်ချောင်းဦးမြို့အနီးညောင်ဖြူပင်ရွာဖြစ်ပါတယ်နယ်နယ်မြေမှာမောင်တန့်စင်ဖြစ်ပြီးတော့ငယ်ရွယ်စဉ်ကညောင်ဖြူပင်ရွာဖုံးတော်ကြီးကျောင်းမှာပညာသင်ကြားခဲ့ပါတယ်။လေဒီဆရာတော်ထံပညာစီဖို့ပြီးအရွယ်ရောက်လာတဲ့အခါမှာတော့လေဒီဆရာတော်ကယဟန်ပြုပေးခဲ့ပါတယ်။ယဟန်ပွဲကတော့ရှင်ပန်နိတဖြစ်ပါတယ်။လေဒီတိုက်မှာလာသူဖြစ်၍လေဒီပန်နိတဟုခေါ်ပါတယ်။ယဟန်9ဝါရမှာလူကိုလဲပြီးစာပေများရေးသားပြုစုခဲ့ပါတယ်။လေဒီပန်နီတာဦးမောင်ကြီးလို့ထင်ရှားပါတယ်။ပညာလင်းမဂ္ဂဇင်းမြမလင်းမဂ္ဂဇင်းတို့မှာအယ်ဒီတာဖြစ်၎င်းတကုံမဂ္ဂဇင်းမှာအယ်ဒီတာချုပ်အဖြစ်၎င်းဆောင်ရွက်ခဲ့ပါတယ်။လေဒီပန်နီတာဦးမောင်ကြီးသည်ကျမ်းဂန်ပေါင်း900ကျော်ရေးသားပြုစုခဲ့တဲ့အတွက်ရန်ကုန်တက္ကသိုလ်ဟာဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့အနှင်းခဲ့ပါတယ်။ဒို့ဘက်မှာအစည်းအရုံးမှာလည်းသခင်အဖြစ်ဝင်ရောက်ဆောင်ရွက်ပြီး1939ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ဟုတ်ကဲ့လေဒီပန်နီတာဦးမောင်ကြီးရဲ့ကိုရေးရဇဝင်ကိုပြပြပေးပြီးသွားပြီဆိုတော့လေဒီပန်နီတာဦးမောင်ကြီးရေးသားခဲ့တဲ့ဝရိယ2မျိုးဆိုတဲ့ဆောင်းပါးလေးကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ခင်ဗျာ။ဝရိယ2မျိုးပြုလုပ်အားထုတ်ခြင်းတည်ဟူသောဝရိယသည်မှားသောဝရိယမှန်သောဝရိယဟု၍2မျိုးရှိလေ၏။မှန်သောဝရိယနှင့်ပြုလုပ်မှာမှန်သောဝရိယနှင့်ပြုလုပ်မှာဟုတ်မှန်သောအကျိုးစီးပွားကိုရနိုင်သည်မှားသောဝရိယနှင့်ပြုလုပ်သောအခါတစုံတရာအကျိုးရှိမည်မဟုတ်ဘဲပင်မနွမ်းနယ်ခြင်းသာလျှင်အဖက်တင်ခံရလိမ့်မည်ပညာသင်ကြားခြင်းကုံသွဲလဲလုပ်ခြင်းစသောအကျိုးဖြစ်ထွန်းမည်အရာတို့၌အားထုတ်ကြိုးစားခြင်းအလုပ်သည်မှန်သောဝရိယမျိုးဖြစ်၍အခွင့်သင်သောအခါမှန်စွာအကျိုးရှိ၍လာလိမ့်မည်မှားသောဝရိယသည်ပိုးဆုံးကျိုးကိုမိဘွားခြင်း၍မိတောက်အောင်အစွမ်းကုန်မှုတ်သောလူမိုက်ကြီးအားထုတ်မှုကဲ့သို့သောဝရိယဖြစ်၍တစုံတရာအကျိုးရှိမည်မဟုတ်ချေအရာမဟုတ်တည်၌ကြိုးစားမှုကိုမှားသောဝရိယအရာဟုတ်တည်၌ကြိုးစားမှုကိုမှန်သောဝရိယဟုဆိုလိုသည်ဗျိုင်းကိုအားထုတ်၍စကားတင်တော်လေကျေးသားကဲ့သို့တက်မီမဟုတ်သဖြင့်ထိုအားထုတ်သောဝရိယကိုအမားဟု၍ဆိုရ၏ထိုကဲ့သို့အရာမဟုတ်ရာ၌အားထုတ်သောဝရိယများသည်အားကုတ်ခံ၍ပင်မခြင်းမှတပါတစုံတရာအကျိုးရှိမည်မဟုတ်ချေအချို့သောဝရိယများကိုဆောင်ရွက်သောအတိုင်းဖြစ်မြောက်ပါတော့လေအမားပင်ဟု၍ဆိုရပြန်၏အလွန်ရေပေါ်သောအယက်ဌာန၌ရေကန်တူသောဝရိယကုန်းခေါင်ခေါင်မှမြေတောင်ဖို့၍တရားခင်သောဝရိယမျိုးကဲ့သို့သည်အချို့သောသူတို့သည်လည်းဝရိယကိုအလွဲသုံးစားသဖြင့်အကျိုးမများပဲအမှားမှအရွရွဖြစ်တတ်ခြင်းများလည်းရှိလေသေး၏ချင်းတင်မင်းကြီးဖြစ်လျက်ဖို့ဗရမများကိုရှာဖွေနေသောဝရိယဘယင်မင်းမြတ်ဖြစ်လျက်ပပြောက်ပပုအယုတ်ထုနေသောဝရိယရဟန်းဖြစ်လျက်တောတောင်အတွင်းမှထင်းခွေသောဝရိယသစ်ဆွဲသောစင်ကိုကောက်ရိုးလှဲတွင်ရုံးစေသောဝရိယဤကဲ့သို့မဆာယာ၌အသုံးပြုသောဝရိယမျိုးများကိုလည်းအမားဟု၍ဆိုရလေသည်နှီးစွာပြုတင်သောဝရိယလှင်းစွာပြုတင်သောဝရိယဟု၍နှမျိုးရှိပြန်ရာဆိုင်ရာဌာနတွင်ဆိုင်ရာဝရိယကိုသုံးဆွဲရ၏နှီးစွာပြုရမည့်အရာတွင်လျင်မြန်စွာပြုကအကျိုးမရှိလျင်စွာပြုရမည့်အရာတွင်နှေးစွာပြုကလည်းအကျိုးမပေးဖြစ်တတ်သည်မိုးမရွာခင်ကကောက်ဆိုင်ခြင်းစားသောဝရိယမျိုးသည်မလျင်တန်ပဲလျက်အလျင်အမြန်ပြုသောဝရိယမျိုးမည်၏မုံလွန်မှထွန်ချနေဝင်မှစဘာလန်းဆိုသောဝရိယမျိုးသည်မနေတင်ပဲလျက်နေကန်သောဝရိယမျိုးမည်၏အလျင်အမြန်မပြုတ်တန်ပဲပြုလို့သောအခါဖြစ်ကြတဲ့ဆန်နှင့်အစမသေးသက်ဖဲခိုင်မြဲတည်တံ့ခြင်းမရှိချေ
တေတလွန်အားကြီးစွာနှင့်အလွန်တရာနှင်းနှင်းကန်ကန်ပြုပြန်မှာကလည်းအပီးမတက်နိုင်ပဲရှိတတ်သည်စင်ချီသောကျိုးနှင့်ကြက်ကိုချီလျင်မမြဲကြက်ချီသောကျိုးနှင့်စင်ကိုချီလျင်မခိုင်းဆိုသောစကားမျိုးကဲ့သို့ဝရိယအကြီးအငယ်များကိုလည်းအရာဌာနအားလျော်စွာတတိထားသင်ပေးသည်တို့ဖြစ်၍နှိမ့်သိရာ၌နှေးစွာမြန်သိရာ၌မြန်မြန်မှန်ကန်သောဝရိယကိုအသုံးပြုသင်ကြပေသည်ကံဉဏ်ဝရိယဟူ၍တရားသုံးမျိုးရှိကြရာကံဒီကအလုတ်ခွေဝရိယသည်အလုတ်သမားဉာဏ်သည်အလုတ်သမားများကိုနီးပေးလမ်းညွန်ပြုသောဆရာကြီးနှင့်တူ၏တို့ဖြစ်၍ကံလုတ်ခွေမှာဉာဏ်ကိုဆရာတင်၍ဝရိယအလုတ်သမားတို့ကိုအကျိုးစီးပွားဖြစ်ထွန်းအောင်ခိုင်းစေအသုံးပြုရသည်ဝရိယသည်လူတို့၏တကိုးအင်အားကြီးဖြစ်၍ဝရိယကိုလျှော့လိုက်လျင်တကိုးသေးသိမ့်ခြင်းသို့ရောက်လိမ့်မည်ကမ္ဘာမြေပြင်ပေါ်မှာသွာလာစားတောက်နေထိုင်ကြကုန်သောတရဝအနန္တတို့သည်ဝရိယအစွမ်းကိုသာအမိပြုကြရကုန်၏ဤကဘာကြီးပေါ်မှာရှိသမျှတရဝတို့သည်မိမိတို့ဆိုင်ရာဝရိယကိုအသုံးမပြုပါကအလုံးစုံပျက်စီးခြင်းသို့ရောက်ကြကုန်လိမ့်မည်တို့ဖြစ်၍ကဘာ၏အင်အားဖြစ်သောဝရိယဇက်ကိုထက်မြက်စွာလှည့်လည်သင်ကြပေသည်โอเคဒီဆောင်းပါးလေးကိုတော့လေဒီပန်နီတာဦးမောင်ကြီးက20ရာစုမှာရေးသားခဲ့တာဖြစ်ပါတယ်ချိန်ပေးနားဆင်ပေးကြတဲ့ညီကိုမောင်တို့မှတူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိရပါတယ်ခင်ဗျာမိမိလုံးမဲ့ကိစ္စရဲ့ပုံမူတည်ပြီးဝရိယကြီးငယ်ကိုမှန်ကန်မျှတစွာအသုံးပြုတတ်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာရဲဘော် YouTube channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအစာရင်ရောဂါနဲ့ပတ်သက်တဲ့ကျန်းမာရေးဆိုင်ရာအချက်အလက်လေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာချက်လက်လေးတွေကိုမျှဝေခွင့်ပြုပါရန်မွေးရေးသားသူအားမေတ္တာရပ်ခံခွင့်ပန်အပ်ပါတယ်ခင်ဗျာအစာရင်ဘာကြောင့်ရောင်းရတာလဲကျွန်တော်တို့အစားစားပြီးမဆက်ကနေမျိုးချလိုက်တာနဲ့အစာရင်မျိုးကိုဖြတ်ပြီးဘိုက်ထဲအစာအိမ်ထဲကိုတန်းရောက်ပါတယ်အစာတွေကိုခြေဖြတ်ဖို့နဲ့ပါလာတဲ့ပိုးမွားတွေကိုတက်ပစ်ဖို့အစာအိမ်ကနေအစာချေရည် gastric juice ထွက်ပါတယ်အဲ့ဒီအစာချေရည်ထဲမှာဟိုက်ဒရိုကလိုရစ်အက်ဆစ်ပါပါတယ်အက်ဆစ်ကခန္ဓာကိုယ်ထဲမှာအန်နီယမ်မရှိဘူးလားဆိုတော့အန်နီယမ်ရှိအောင်အစာအိမ်နီယမ်ကိုမြူကတ်အလွှာနဲ့ဖုံးအုပ်ပေးထားပါတယ်မြူကတ်ဆိုတာကတော့ခန္ဓာကိုယ်ကထုတ်လုပ်တဲ့ထိုးထဲပြီးဂျယ်လီလိုအရာမျိုးဖြစ်ပြီး၎င်းရဲ့အဓိကတာဝန်ကတော့ကိုယ်ပရင်းအင်္ဂါတွေကိုကာကွယ်ပေးတာအသက်ရှူလမ်းကြောင်းအစာလမ်းကြောင်းစတဲ့အင်္ဂါကိုပိုးမွားဖုံမုံနေရနေကာကွယ်ပေးတဲ့အကာအရန်တစ်ခုဖြစ်ပါတယ်အစာချေမှာအက်ဆစ်ပါဝင်တဲ့အတွက်လူရာထက်ပိုခဲ့ရင်အန္တရာယ်ရှိပါတယ်အစာရင်ကိုအက်ဆစ်မလောင်ရအောင်အပေါ်ကကာပေးထားတဲ့မြူကတ်အလွှာပါလာရင်လည်းအန္တရာယ်ရှိပါတယ်မြူကတ်အလွှာပါလာတဲ့အကြောင်းရင်းတွေကတော့အပူဆက်တွေတရားစားလွန်နဲ့အရက်အလွန်ကျွံတောက်တဲ့ gas ပါတဲ့အချူရည်တွေအတောင်များတယ်အဲ့လိုတွေလို့တော့ mucus အလွှာတန်ဖြစ်ပြီးပါလာတာဖြစ်ပါတယ်အဲ့ဒီခါမှာ acid တွေပိုထွက်လာပြီးအစာအိမ်တွေရဲ့အသားကိုစားပြီးအနာဖြစ်စေပါတယ်နောက်တစ်မျိုးက coffee လက်ဖက်ရည်အတောင်များတယ်စိတ်ဖိစီးမှုများတယ်အဲ့ဒါတွေကနေအစာချေရည်တွေအထွက်များစေပါတယ်များထွက်လာတဲ့အစာချေရည်တွေကအစာအိမ်တွေရဲ့အသားကိုစားပြီးအနာဖြစ်စေပါတယ်အစာအိမ်နေရာမှာအနာဖြစ်တော့ပိုင်နာပါပြီအဓိကလက္ခဏာတွေကတော့ရင်ညွန့်နဲ့ဘိုက်ဘယ်ဘက်နံရိုးအောက်ကနာပါတယ်ရင်ပူပါတယ်လေ့ကျင့်တက်ပါတယ်အစားစားလိုက်တာနဲ့နာပါတယ်ပြုတ်တက်အန်တက်ပါတယ်ဒီလိုခါမျိုးမှာတခါတည်းမခံရနိုင်အောင်နာတဲ့အတွက်စေကန်းပြရတတ်ပါတယ်စေကန်းကဆေးချိုးပေးတယ်စားဆေးတွေပေးလိုက်တယ်အစာတွေရှောင်ခိုင်းလိုက်ပါလိမ့်မယ်ဆေးတော့ပေမဲ့တကက်လက်တွေမှာကတော့အစာရှောင်ပြကြမယ်မထင်ပါဘူးနာတာတက်တာနဲ့ပြန်စားမိတတ်ပါတယ်နာတာတက်တာတဲ့အကြောင်းကတချို့ဆေးကအစာချေထွက်တာနည်းအောင်လုပ်ပေးတယ်တချို့ဆေးကအစာအိမ်နေရန်ကိုအကာလုပ်ပေးလိုက်လို့ပါအနာကျက်သွားလို့မဟုတ်ပါဘူးဘိုင်နာတာအစာအိမ်နာတာကိုအပြတ်ပြောက်ချင်တော့ဆေးမှန်မှန်တောင်းရတယ်လို့အနာကောင်းကောင်းချက်ဖို့အတွက်ရှောင်ရမယ့်အစားအစာတွေကိုအနည်းဆုံး2လလောက်စတိုက်ရှောင်ရပါမယ်
အပူအဆက်အချင်းရှောင်ရပါမယ်ငရုတ်တီးငရုတ်ကောင်းကြက်သွန်ဖြူကြက်သွန်နီရှောက်တီးတမယာတီးရှာလကာယီမာလာဟင်းမာလာရှန်ကိုအရက်ဘီယာကော်ဖီတီးဂတ်ပါတဲ့အချိုရည်တွေရှောင်ရပါမယ်အစာကြေမလွယ်တဲ့အစာတွေရှောင်ရပါမယ်ဥပမာကောက်ညှင်းစီကြော်တွေခောက်ဆွဲကြော်ကြာစံကြော်ထမင်းကြော်အကြော်စုံတွေရှောင်ရပါမယ်လေပွားစာတွေလက်ဖက်တခွားတီးတို့ရှောင်ရပါမယ်တချို့ဟာဘိုင်းနာနေရင်စံပြုတ်တောက်လို့ပြောပါတယ်အဲ့တော့နှစ်လဆက်တိုက်ကြီးစံပြုတ်တောက်နေရမှာလားဆိုတော့လည်းမဟုတ်ပါဘူးစံပြုတ်ကြီးတောက်နေခြင်းကလည်းအာဟာရချို့တဲ့စေတဲ့အတွက်အစာအိမ်အနာလည်းမကျက်ပါဘူးဘာတွေစားလို့ရလဲဆိုတော့အစီပါဝင်မှုနည်းတဲ့အစားအစာတွေငါအသားအရေးကုန်တွေကိုတော့မစားသင့်ပါဘူးအမြင့်တဲ့ကျွယ်ဝတဲ့အစားအစာတွေဟင်းသီးဟင်းရွက်တစ်တီးတွေပဲမျိုးမျိုးတွေစားသင့်ပါတယ်ဒီနေရာမှာအသီးရွက်စားရင်ဗိုက်တင်းနေဆိုပြီးမစားကြတဲ့အတွက်အစာအိမ်ကြောင်တဲ့လူတွေကဝမ်းချုပ်ပါတယ်ဝမ်းချုပ်တဲ့အတွက်လေကောင်းယောဂဝမ်းချုပ်တဲ့အတွက်လေကောင်းယောဂစအိုကွဲတာစတာတွေဖြစ်လာတတ်ပါတယ်ဒါဆိုဟင်းသီးရွက်ကစားရမှာလားဘိုက်တင်းပြီးပြန်လာရင်ဘယ်လိုလုပ်မလဲလို့မေးလာနိုင်တာတွေအတွက်လည်းအဖြေရှိပါတယ်စိတ်ပညာအရတော့စားသင့်တယ်လို့ညွှန်ထားပါတယ်မစားကြလို့လည်းဝမ်းပြဿနာတက်ကြတာပါမစားတာကြတာကိုစစားရင်တော့ရှင်ပြေးပါလိမ့်မယ်နည်းနည်းချင်းစီစစားပြီးနောက်မှတဖြည်းဖြည်းတိုးစားပါဒိန်ကျင်တောက်ရမယ်လို့လည်းညွှန်ထားပါတယ်မပူလို့မအေးလို့နဲ့အစာနွေးနွေးကိုနည်းနည်းနဲ့ခဏခဏစားပေးပါစာအိမ်ရောင်းတာစိတ်ပီစီမှုနဲ့အစားအသောက်မရှောင်နိုင်ကြတဲ့ကျွန်တော်တို့တွေကအစာအိမ်ရောင်းတာကနေဘရော့မှတက်တာရဖို့မရှိသလိုဖြစ်နေတတ်ပါတယ်တချို့ဆိုရင်အံ့ဩဖို့ကောင်းလောက်အောင်ကိုဆယ်စုနှစ်နဲ့ချီပြီးအစာအိမ်ဝေဒနာခံစားနေရသူတွေရှိပါတယ်အစာအိမ်ရောင်းစီတာကအထူးအချက်ကြီး၄ချက်ကတော့အစာအသောက်တောင်းကျမ်းတာစိတ်ပီစီမှုများတာအစာအိမ်မှာမရှိတာကြိုက်ခဲပြောင်စီစတဲ့အစာအိမ်ကိုတန်းပြစ်စေတဲ့စီးတွေတောက်တုံးနေလို့ပဲဖြစ်ပါတယ်အဲ့ဒီ၄ချက်လုံးကိုဖယ်လိုက်နိုင်မှာအနာကျက်ပါလိမ့်မယ်ဟုတ်ကဲ့အစာအိမ်ဝေယောဂဝေဒနာနဲ့ပတ်သက်တဲ့ကျန်းမာရေးဆိုင်ရာအချက်အလက်လေးတွေကိုပြပြပေးသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးအထိလိုက်ပါနားဆင်ပေးကြတဲ့ညီကိုမောင်တို့တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအလုံးမဲ့နေ့ရက်တိုင်းကျန်းမာပေးခြင်းလုံခြုံအေးချမ်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ